အားလုံးပဲမင်္ဂလာပါရှင်။ဒါရှိကတော့ရမင်းဂျပန်တင်တဲ့အကြောင်းမှာရမင်းဆက်စီပဲဖြစ်ပါတယ်။အခုဗီဒီယိုဖိုင်လေးကတော့ M5 ကျောင်းသားများအတွက်ခန်းကြီး D6 သင်ပေးမယ့်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုဖိုင်လေးပြီးရင်အလုံး60အထိပြီးမှဖြစ်ပါတယ်နော်။ပထမဆုံးသင်ပေးခြင်းတဲ့ခန်းကြီးလေးကတော့အချိန်မှာအချိန်။ဒါဆိုရင်ဒီခန်းကြီးကိုဘယ်လိုမှတ်ကြမလဲဆိုတော့အရင်ဆုံးခန်းကြီးဒီနေနဲ့ဖျားเจ้าနဲ့ပေါင်းထားပါတယ်နေနဲ့ဖျားเจ้าနဲ့ဘာလို့နေလို့ပြောလဲဆိုရင်နေမနက်နဲ့ညနဲ့အလင်းပေးပြီးတော့မနက်နဲ့ညနဲ့ပိုင်းပြီးတာနေလေနေကနေလိုမျိုးအလုံးကြီးပေါ့နေလုံးကြီးမနက်နဲ့ညနဲ့ပိုင်းပြီးတယ်ခန်းကြီးကအဝိုင်းမရှိတော့လေးတောင်ပုံစံပြောင်းလိုက်တယ်ဒီကနေဒါနေဒါဆိုနေကိုသိပြီဖျားเจ้าဂျပန်သားမှာဒါမြေကြီးအရှိရဗီဒီယိုဖိုင်မှာလည်းပါတယ်မြေကြီးကသူများနဲ့ပေါင်းရင်ဒိုရောပြီစနေနေ့မြေကြီးလို့မလဲရတဲ့စနေနေ့ပေါ့ဒီယောက်ကအားလေးကအိုလေးနဲ့တူတယ်အိုခဏခဏအိုလေးနဲ့တူတယ်စနေနေ့တိုင်းအမှန်မြေကြီးနော်ဒါမြေကြီးခန့်ညက်သူများနဲ့ပေါင်းရင်ဒိုရောပြီအဲ့တော့စနေနေ့တိုင်းအိုတဲ့ဒီမပြတ်မကွက်သွားခဲ့တာဖျားเจ้าဒါဆိုပြန်ပြောရင်အချိန်ဆိုတဲ့ခန်းကြီးကနေဆိုတဲ့ဟာနဲ့ဖျားเจ้าနဲ့ပေါင်းတယ်ဖျားเจ้าကစနေနေ့တိုင်းအိုတဲ့ဒီအိုနဲ့တူလို့အိုတဲ့ဒီသွားခဲ့တာဖျားเจ้าနေကိုမော့ကြည့်ဖျားเจ้าကနေတိုခိဆိုတဲ့အချိန်ကိုသိချင်လို့အရင်တော့အချိန်ကိုသိချင်နေကိုကြည့်ရတယ်နေကိုမော့ကြည့်နေမနဲ့နဲ့ညနဲ့ပိုင်ထားတာနေဒါနေဖျားเจ้าကစနေနေ့တိုင်း already သွားခဲ့တာဖျားเจ้าနေုံမော့ကြည့်ဖျားเจ้าကနေဘာလို့လဲဆိုတော့တိုခိဆိုတဲ့အချိန်ကိုသိချင်လို့မှတ်မယ်နေခန်းကြီးသိမယ်ဖျားเจ้าသိမယ်နေုံမော့ကြည့်တယ်ဖျားเจ้าကနေတိုခိဆိုတဲ့အချိန်ကိုသိချင်လို့ကြည့်အချီကြီးနီးကြီးဒီခန်းကြီးရလာတာနော်52ခန်းကြီးကတွေ့တာတောင်တောင်နဲ့တွေ့တဲ့ပုံစံမျိုးမလီအမိုးအောင်မှာတယောက်နှစ်ယောက်လူနှစ်ယောက်တမိုးတဲ့အောက်ထဲရောက်လာတယ်လူနှစ်ယောက်ဟိုဘက်လဲမူးလို့မရဒီဘက်လဲမူးလို့မရရှောင်လို့မရတော့ဆိုရင်ခဏခဏ move လေတမိုးတဲ့အောက်ထဲရောက်လာတော့လူနှစ်ယောက် move လို့မရတော့တွေ့ကြအောင်တွေ့တာကိုဂျပန်လို့ imas အပဲပါတယ် imas ထွက်တယ်တမိုးတဲ့အောက်ထဲမှာလူနှစ်ယောက်ရှောင်လို့မှုလို့မရတော့တွေ့တာကိုအာအီမတ်သူများနဲ့ပိုင်ခိုင်တမိုးတဲ့အောက်မှာလူနှစ်ယောက်မှုလို့မရတော့တွေ့တာကိုအာအီမတ်သူများနဲ့ပိုင်ခိုင်ကုမ္ပဏီဒါကတော့ကုမ္ပဏီမဟုတ်ပင်ပဲပေါ့နော်အန်ဖိုက်ဆက်မှာခိုင်ရှာမှာပါတယ်ရှာလေးမလို့ကုမ္ပဏီလို့ခေါင်းစဉ်တက်ပေးလိုက်တာဘာလေးပါလဲဆိုတော့နဲ့ကိုမြင်တော့နက်တိုင်းလို့မှတ်လိုက်မယ်နက်တိုင်းလည်းနေစားတာဟုတ်နက်တိုင်းလေးဝတ်ပြီးတော့ဒါမြေကြီးလို့ပြောတယ်နော်မြေကြီးကသူများနဲ့ပေါင်းစနေနေ့လေနက်တိုင်းလေးဝတ်ပြီးတော့စနေနေ့ပါသွားတာကုမ္ပဏီလို့မှတ်မယ်ကုမ္ပဏီဆိုတာနက်တိုင်းဝတ်သွားတယ်ဘယ်နေ့ပါတက်ရလဲဆိုအချို့ကုမ္ပဏီကစနေနေ့ပါတက်ရတယ်ကုမ္ပဏီအပြည့်စုံကခါရီရှာလေကုမ္ပဏီကိုသွားရင်လူတွေအများကြီးနဲ့တွေ့တာမလို့တွေ့တယ်တွေ့ပြီးတော့လူတွေအများကြီးနဲ့လည်းတွေ့ရတယ်နက်တိုင်းလေးဝတ်ပြီးတော့မြေကြီးခန်းကြီးကသူများနဲ့ပေါင်းရင်စနေနေ့ပါသွားတာကုမ္ပဏီလို့မှတ်လိုက်မယ်တမိုးတဲ့အောက်ထဲမှာလူနှစ်ယောက်ရှောင်စရာမှုစရာမရှိရင်တွေ့တယ်လူတွေအများကြီးနဲ့လည်းတွေ့ရတယ်နက်တိုင်းလေးဝတ်ပြီးတော့စနေနေ့မြေကြီးကသူများနဲ့ပေါင်းရင်စနေနေ့ပါသွားတာကုမ္ပဏီလို့မှတ်မယ်ဆိုင်တစ်ဆိုင်လောက်တော့မယ်ဆိုရင်အမိုးကတိစာကားလိုက်တယ်အချို့ဆိုင်တွေကစကားပြောရင်အထက်စီးရနေဒီရဲ့စိတ်ပိုင်းလေးဂျပန်လာမှာဆိုရင်ဥရအသေးစိတ်ရှင်းပြအောင်ပါနော်အထက်စီးရနေပြောတတ်ကြတယ်မိစေဆိုင်တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်အမိုးကလောက်လိုက်တယ်အချို့ဆိုင်တွေကလေအပေါက်ဆိုးတယ်ဥရအထက်စီးရနေပြောတတ်တဲ့ဆိုင်တွေရှိတယ်ဆိုင်ကိုမိစေအဲ့လိုအထက်စီးရပြောတဲ့ဆိုင်ဆိုလို့ကတော့တန်းပြီးတော့ပြန်လာတယ်သူများနဲ့ပေါင်းရင်တန်းဆိုင်တစ်ဆိုင်ဖွင့်ဖို့အမိုးကထည့်လိုက်တယ်အချို့ဆိုင်တွေကစကားပြောရင်အထက်စီးကနေ
ပြောတဲ့ကြတယ်ခုချီကပါဇက်လေပါဇက်ဆိုမှတော့ပြောမှာပေါ့ဒါကိုဘာလို့အပေါ်လို့ပြောလဲဆိုတော့ရှင်းပြမယ်အခုအပေါ်နဲ့အောက်နဲ့ကိုတွဲပြီးတော့ရှင်းပြမယ်အပေါ်နဲ့အောက်ဒါကိုစုံမဲ့မြင်လို့မြင်ကြည့်မယ်မြင်ရဲ့အပေါ်မှာရှိလို့အပေါ်မြင်ရဲ့အောက်မှာရှိလို့အောက်မြင်ရဲ့အပေါ်မှာရှိလို့အပေါ်မြင်ရဲ့အောက်မှာရှိလို့အောက်ဒါကြောင့်မလို့ဆိုင်တစ်ဆိုင်ဖြစ်ဖို့အမိုးကဆောက်လိုက်တယ်အပေါ်နဲ့တူလို့အပေါ်စီကနေပြောတတ်တဲ့အချိုးဆိုင်နေရှိတယ်ချိုးဆိုင်နေဆိုလူတယောက်ကိုအဝတ်စားကြည့်ပြီးတော့ခွဲခြားတတ်သေးတယ်လေဘာလို့အပေါ်လဲမြင်းရဲ့အပေါ်မှာရှိလို့အပေါ်မြင်းရဲ့အောက်မှာရှိလို့အောက်ဥဝယ်နဲ့ရှိတာနဲ့ထူးဆန်းတဲ့တွဲလုံးလေးကိုသင်ပေးတာတော်တာနဲ့ညံ့တာနဲ့ဘလို့ဖြစ်သွားလဲဆိုတော့အပေါ်နဲ့ဒါအရှိရဗီဒီယိုမှာပါပြီးသားလက်အပေါ်စီးကနေလက်ညှိုးညုံမိခိုင်းလို့ရတာဂျောစုနာတော်လို့သူများအောက်မှာနေပြီးတော့လက်နဲ့ခိုင်းခဲ့ရတာဟေတာနာညံ့လို့အပေါ်နဲ့လက်နဲ့ပေါင်းရင်တော်တာအောက်နဲ့လက်နဲ့ပေါင်းရင်ညံ့တာမြင်းရဲ့အပေါ်မှာရှိလို့အပေါ်မြင်းရဲ့အောက်မှာရှိလို့အောက်59လုံးမြောက်ကမီးအစလေး20ရေလူပုံစံရေလူတွေဒီမှာလူတွေမျက်ရည်ကျတဲ့ချိန်ရှိတယ်မျက်ရည်ကျလာတဲ့ချိန်ရှိတယ်လူတွေမျက်ရည်ကျတဲ့အချိန်ကဟိမီးဘေးနဲ့ကြုံတဲ့အချိန်သူများနဲ့ပေါင်းရင်ကမီးဘေးနဲ့ကြုံတဲ့နေရခရောပြီးအင်္ဂါနေ့လိုမှတ်ဒီခန်းကြီးကရောပြီးနဲ့ပေါင်းရင်ခရောပြီးကအင်္ဂါနေ့မျက်ရည်လေးနဲ့ဆက်လူတွေမျက်ရည်ကျတဲ့အချိန်ဟာမီးဘေးနဲ့ကြုံတဲ့အချိန်လိုမှတ်မီးဘေးနဲ့ကြုံတာအင်္ဂါနေ့လိုမှတ်မယ်ရှီမီစုဂျပန်သားမှာဒီရှေ့အစိပ်ပိုင်းလေးကဖူနဲ့တူတယ်ခတာခဏမှာဖူဆိုတော့ FOD ဖူလို့မှတ်လိုက်မယ်အစားအစာအနောက်ကကေလေးနဲ့တူတယ်ကေအချို့ကိုရီးယားအစားအစာတွေကအဆက်တယ်လေဖူအစားအစာတွေစားတယ်ကေနဲ့တူလို့ကိုရီးယားအစားအစာတွေစားပြီးဆက်လို့မီစုရေတွေတောက်နေတယ်ပေါ့ဘယ်တော့မှသွားစားရလဲဆိုရင်ဗုဒ္ဓဟူးနေ့ကစွီးရောပြီရေခမ်းကြီးကသူများနဲ့ပေါင်းရင်စွီးရောပြီဗုဒ္ဓဟူးမီးရအင်္ဂါရေရဗုဒ္ဓဟူးရေရဗုဒ္ဓဟူးမီးရအင်္ဂါပတ်စံโอคาနဲ့ပတ်စံအမိုးအောင်မှာဒီပုံစံမြင်ဘယင်လို့သင်မိဘူးလေနော်အမိုးအောင်မှာဘယင်2နာရီလောက်ကြာအောင်ပတ်စံနေစီစစ်နေတယ်ပေါ့အမိုးအောင်မှာဘယင်ကြီးကတစ်ချက်နှစ်ချက်2နာရီလောက်ကြာအောင်ခါနေပတ်စံနေစီစစ်နေတယ်ကင်းရွှေတို့ဘာတို့ကင်းရွှေအဲ့လိုပတ်စံနေစီစစ်နေတဲ့နေကတောက်ကြနေလို့မှတ်မယ်ကင်းရောပြီးတောက်ကြနေမီးလောင်တာအင်္ဂါရေဒီတောင်တောက်ရတာဗုဒ္ဓဟူးစင်ရေကြိုက်တယ်ပေါ့ရေဒီတောင်တောက်ရတာဗုဒ္ဓဟူးမီးလောင်တာအင်္ဂါပတ်စံနေရေတွက်နေတာတောက်ကြလို့မှတ်မယ်တောက်ကြအမိုးအောင်မှာဘယင်2နာရီလောက်ကြာအောင်ပတ်စံနေရေတွက်နေတယ်အိုင်နေရတောက်ကြနေနောက်ဆုံးသင်မိခြင်းနဲ့ခန်းကြီးကတော့6တော့စကားပြောရင်လေအချို့တွေအပေါ်စီးကနေဥဝယ်နဲ့တူတယ်အပေါ်စီးကလာပြောတဲ့ဒီနားလေးလူနဲ့တူတယ်လူရှိရှိလေးဆွဲလိုက်တယ်လို့ပါဇက်ကစကားပြောရင်အပေါ်စီးကနေလာပြောတဲ့လူတွေကလေတကယ်တခါလေကြာရင်အရှိကတော့6တော့နဲ့ခံလိုက်ခြင်းတယ်ပေါ့စကားပြောရင်အချို့တကယ်အထက်စီးကပြောကြတယ်လူချင်းအောင်လေစကားပြောရင်အပေါ်စီးကနေလာပြောတဲ့အရှိလူတွေကိုပေါ့နော်စကားပြောရင်အထက်စီးကနေလာပြောတဲ့လူတွေကိုတခါတည်းစိတ်ရှိလက်ရှိဆိုအရှိ6တော့နဲ့ခံလိုက်ခြင်းတယ်ပေါ့နော်အဲ့လိုခံမှသူတို့ကတာရီမတ်လုံလောက်မှာပေါ့တာရီမတ်ကလုံလောက်တာခန်းကြီးမမီအောင်နော်ပါဇက်ရေအပေါ်ပုံစံရေလူပုံစံနဲ့ပေါင်းတာလို့စကားပြောရင်အချို့အပေါ်စီးကလာပြောတဲ့လူတွေကိုအရှိ6တော့နဲ့ခံဖို့တာရီမတ်အကြောင်းများချက်ကလုံလောက်တယ်တာရီမတ်လူချင်းအောင်ရင်သီးကြမှာမလိုတာလေနော်ကြဒါလေးကတော့N5 ခန်းကြီးပညာဒါနဒေးစစ်ပဲဖြစ်ပါတယ်
လက်ရှိဒီဗီဒီယိုပိုင်းတင်မှု6နိုင်အတိ6နိုင်ဒီမှာလက်ရှိအတန်းခွဲတစ်ခုရှိပါတယ်အချိန်အရင်ကတ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်မပြောပြတော့ပါဘူးเนาะတနိုင်သမျှတော့အချိန်လေးလူပြီးတော့တင်ပေးထားပါတယ်ရှင်ဒါကတော့ခန်းကြီးဒီစစ်ပဲဖြစ်ပါတယ်အန်3ချောင်းသားတွေလည်းတင်ပေးဖို့ပြောနေတာမလို့မနေ့ကသို့မဟုတ်သဘက်ခါမှာအန်3ချောင်းသားများအတွက်ခန်းကြီးတင်ပေးပါမယ်เนาะကျေးဇူးတင်ပါတယ်ရှင်